ကျွန်တော်တို့ဒီအပတ်စဉ်ပညာပေးပေါ် knowledge sharing video လေးတွေတင်နေတဲ့ channel ပဲဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဒီရွှေနှုတ် application မှာကျွန်တော်ကောင်းလို့တင်ပြမယ်အကြောင်းအရာလေးကတော့ the mental pyramid principle လို့ခေါ်တဲ့လူသားတွေရဲ့ကျွန်တော်တို့ဒီမှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့ဖတ်သင့်မှတ်သင့်တဲ့စာအုပ်လေးတစ်အုပ်အကြောင်းကိုကျွန်တော်မိတ်ဆက်တင်ပြမှာဖြစ်ပါတယ်ဒီစာအုပ်မှာဘာတွေလေ့လာသိယူနိုင်တယ်လဲဆိုတော့ကျွန်တော်ဒါကိုမပြောခင်မှာအရင်ဆုံးစာဖတ်သူတူအနေနဲ့တခုလောက်စိတ်ကူးယဉ်ကြည့်လို့ရပါတယ်ဥပမာဗျာကိုကဈေးသွားဖို့ပြင်ဆင်နေတဲ့အချိန်မှာကိုဇနီးတဲ့ကရုပ်ရှင်ကြည့်နေရင်လည်းဈေးကိုသွားမလို့လားရှင်ပြန်လာရင်ဈေးပြည့်သီးနည်းနည်းလောက်ဝယ်ခဲ့ပေးပါလားရုပ်ရှင်ကြည့်ရင်စားခြင်းမပေါ့ဗျာအဲ့လိုနှမ်းပြောလိုက်တဲ့အချိန်မှာကိုကလည်းဒီဗီဒီယိုတွေကအပေါ်တဲ့အင်ကြီးကိုထုတ်လိုက်ရင်လည်း okay ဝယ်ခဲ့မယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့နောက်ဇနီးတဲ့ကမပြီးသေးဘူးထပ်ပြီးတော့နွားတော်လည်းကုန်နေပြီဝယ်ခဲ့အောင်တော့ထပ်တတိပေးလိုက်ပါတယ်ကိုကလည်းအင်ကြီးဝယ်ရင်လည်းကောင်းကြီးလိုက်တယ်ပေါ့ဒါပေမဲ့ဒီမှာလည်းမပြီးသေးပါဘူးဖက်နှက်စီးနေတဲ့အချိန်မှာလည်းဇနီးတဲ့အထက်ပြီးတော့အာလူတွေလည်းကုန်တော့မယ်နော်ကျုပ်လည်းမရှိတော့ဘူးအဲ့ဒါတွေလည်းထည့်ဝယ်ဖို့မမိနဲ့နော်ဆိုတော့လှမ်းအောင်တဲ့အတန်ကိုကြားလိုက်ရတယ်အိမ်ငါးပွင့်ပြီးတော့ကိုကအပြင်ထွက်တော့မဲ့အခါမှာလည်းထပ်ပြီးတော့မုံလာဦးရဲ့လိန်မော်သီးရဲ့ဝယ်ခဲ့ပြီးခဲ့ပါဦးဒီလိုတခါထပ်မှာလိုက်ပြန်တယ်အဲ့ဒီချိန်မှာကိုကလည်း okay ပြန်ပြောပြီးတော့အိမ်အောက်ဆင်းဖို့အတွက်ကျွန်တော်ဒီလေကားကဓာတ်လေကားစောင့်နေမှာလည်းခက်ထပ်ပြီးမျိုးသမီးကဖုံးဆက်ပြန်ပါတယ်ဘာလဲဆိုတော့ဖုံးဆက်ပြီးတော့ထောပတ်လေးလည်းမမိနဲ့အောင်တော့ဆိုပြီးထပ်မှာလိုက်ပါတယ်ဒီလိုမျိုးအခြေအနေမှာတော့ကျွန်တော်ဒီစာဖတ်သူတွေအနေနဲ့ဇနီးတဲ့မှာလိုက်တဲ့ဈေးဝယ်စည်းရင်းအနေနဲ့ဘယ်နှမျိုးလောက်ကိုမှတ်မိရမယ်ထင်ပါတယ်ကျွန်တော်ထင်တာတော့ပထမဦးဆုံးပြောတဲ့စပစ်သီးနဲ့နောက်ဆုံးမှာလိုက်တဲ့ထောပတ်ကလွှဲရင်ကြားတဲ့ဟာတွေအားလုံးကိုမေ့သွားနိုင်ပါတယ်ဒါသူတကူကိုပဲပေါ့နော်ဒီလိုမျိုးမေ့လျော့တာပုံမှန်ဖြစ်ပါတယ်ကိုယ့်ရဲ့ခေါင်းထဲမှာမတူညီတဲ့ပစ္စည်းတွေအများကြီးကိုတပြုံနဲ့စုပြီးတော့မှတ်လိုက်တဲ့အခါမှာမှတ်ဉာဏ်တစုတစည်းတည်းဖြစ်မနေပဲနဲ့မှတ်ဖို့အတွက်အင်မတန်ခဲရင်ပါတယ်ဒါတွေကိုဖြည့်ရှင်းဖို့အတွက်လိုအပ်တာတော့ကျွန်တော်အခုပြောပြမယ် mental pyramid principle ဆိုတာကိုအသုံးပြုနိုင်ဖို့ပဲလိုပါတယ်ဒီ mental pyramid principle ကိုအသုံးပြုခြင်းအပြင်အကြောင်းအရာတွေကိုကျွန်တော်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်မှတ်နိုင်ပါတယ်အခုစာဖတ်နေသူပဲဇနီးမှားလိုက်တဲ့ပစ္စည်းတွေကို mental pyramid principle သုံးပြီးတော့မှတ်လို့ရပါတယ်ဒီအတွက်စာဖတ်သူလုပ်ရမယ့်အချက်ကတော့အမျိုးအစားခွဲဖို့ပဲလိုပါတယ်ဥပမာအဖြစ်တစ်သီးအနေနဲ့ပေါ့နော်တစ်သီးအနေနဲ့စပြီးမှတ်မယ်ဆိုရင်ဘာသီးပါလဲစပင်းသီးပါတယ်လေမော်သီးပါတယ်နောက်တစ်ခါနို့ရက်ပစ္စည်းအနေနဲ့ဆိုရင်နွားနုကျက်ဥထောပတ်ပါမယ်နောက်ဆုံးဟင်းသီးရွက်အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အာလူမုံလာဥစသဖြင့်ခွဲခြားပြီးတော့မှတ်လိုက်လို့ရပါတယ်ဒီလိုခွဲခြားသတ်မှတ်လိုက်တာကဥနောက်ကမှတ်ဉာဏ်တွေကိုပို့ပြီးတော့အစီအစဉ်တခြားဖြစ်စေတာကြောင့်လွယ်လွယ်ကူကူနဲ့မမေ့တော့ပါဘူးပြီးတော့အရာအလုံးကိုရှင်းရှင်းလင်းလင်းနဲ့စနစ်တကျပို့ပြီးဖြစ်စေပါတယ် mental pyramid principle ရဲ့အဲ့ဒါအနှစ်သာရပဲဖြစ်ပါတယ် mental pyramid principle ကိုတော့နာမည်ကြီးစီမံခန့်ခွဲရေးအတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုရဲ့ပထမဦးဆုံးမျိုးသမီးအတိုင်ပင်ခံဘာဘရာမင်တိုကနေပြီးဖန်တီးခဲ့တာပဲဖြစ်ပါတယ်လုပ်ငန်းခွင်အတွင်းမှာသူရေးသားတဲ့အစီရင်ခံစာတွေဟာအမြဲတမ်းရှင်းလင်းလင်းနဲ့လူရင်းတူရှင်းတေချာဖော်ပြနိုင်တာကြောင့်ကုမ္ပဏီကသူ့ရဲ့အရေးသားတဲ့ရည်ချင်းကိုတည်ထားမိပြီးအခြားသူတွေကိုလည်းအကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်ဒီလိုမျိုးကူညီပေးရင်းနဲ့ပဲမင်တိုကတခြားသူတွေရဲ့အစီရင်ခံစာတွေမှာရှင်းရှင်းလင်းလင်းနဲ့အချက်လက်တွေကိုဖော်ပြပေးဖို့အတွက်လိုအပ်နေတယ်ဆိုတာကိုသိရပါတယ်ဒါကြောင့်လဲအစီရင်ခံစာတွေစောင်းပါးတွေကိုရှင်းရှင်းလင်းလင်းရေးနိုင်ဖို့တွေးခေါ်ပုံနီလန်တစ်ခုကိုဖန်တီးဖို့အကြံရရှိလာပါတယ်အဲ့ဒီနီလန်ကိုတော့ mental pyramid principle ဆိုတဲ့စာအုပ်ထဲမှာအသေးစိတ်ဖော်ပြထားပါတယ်ခင်ဗျာဒီ mental pyramid principle logic in writing thinking problem solving เนาะဒီစာအုပ်ကနှစ်ပေါင်း40ကျော်ဒီရောင်းအကောင်းဆုံးစာအုပ်တို့ဖြစ်ပြီးနိုင်ငံပေါင်းများစွာအတွက်ဘာသာပေါင်းများစွာနဲ့ဘာသာပြန်ဆိုခံထားတဲ့စာအုပ်လည်းဖြစ်ပါတယ်စာရေးသူ mental pyramid principle ကိုမိတ်ဆက်ပေးပြီးကလေးက
တကဘာလုံးမှာရှိတဲ့ကုမ္ပဏီကြီးတွေစီမံခန့်ခွဲဆိုင်ရာအကြံပေးကုမ္ပဏီတွေကဒီ principle အကြောင်းကိုသင်တန်းပေးဖို့ဖိတ်ခေါ်ခံခဲ့ရပါတယ်ဒီ principle ကိုအဲ့ဒီလိုမျိုးကုမ္ပဏီတွေဒါမကသေးပဲနဲ့ကျွန်တော်ဒီတက္ကသိုလ်တွေဖြစ်တဲ့ Harvard တက္ကသိုလ် Stanford Chicago နဲ့ London စီးပွားရေးကျောင်း London Business School တို့နာမည်ကျော်တက္ကသိုလ်တွေကပါသင်တန်းပို့ချပေးခဲ့ရပါသေးတယ်Middle Pyramid Principle ကိုအသုံးပြုခြင်းဟာလူတွေအတွက်တော်တော်ကောင်းမွန်တဲ့ရလဒ်တွေကိုရရှိစေပါတယ် Middle Pyramid Principle ကဒီကျွန်တော်ဒီကုမ္ပဏီအတွက်ပေါ့နော်ဒီစံနှုန်းတစ်ခုဖြစ်လာမှာမကဘဲနဲ့အတိုင်းအမြံကုမ္ပဏီတွေအားလုံးရဲ့စံနှုန်းတစ်ခုလို့တော့ပြောလို့ရနေပါပြီ။ကျောင်းတွေတက္ကသိုလ်တွေကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ်ကုမ္ပဏီဝန်ထမ်းတွေပဲဖြစ်ဖြစ်ဝေဖန်ပိုင်းခြားမှုနဲ့တွေးခေါ်ပြောဆိုဆက်ဆံရေးစွမ်းရည်ကိုသင်ကြားပေးတဲ့ Middle Pyramid Principle ကိုသင်ရိုးတစ်ခုအနေနဲ့သတ်မှတ်ပြီးသင်ကြားပေးပါတယ်။စာရေးသူဘာဘရာမင်တိုကHarvard တက္ကသိုလ်ကနေပြီးတော့ပွဲရရှိပြီးကဘာကျော်စီမံခန့်ခွဲရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုရဲ့ပထမဦးဆုံးအမျိုးသမီးအတိုင်ပင်ခံတရားလည်းဖြစ်ပါတယ်။ဒါအပြင်မင်တိုဟာကဘာတဝမ်းလောက်မှရှိတဲ့ကုမ္ပဏီတွေမှာသာမကပဲ Harvard တက္ကသိုလ် Stanford လိုမျိုးထိပ်တန်းတက္ကသိုလ်တွေမှာလည်း Middle Pyramid Principle အကြောင်းကိုသင်ကြားပို့ချတဲ့ lecturer တယောက်ဖြစ်ပါတယ်။ Middle Pyramid Principle ရဲ့အနှစ်ချုပ်ကိုအောက်ပါအတိုင်းအခန်း၃ကနေခွဲပြပါတယ်။ပထမခန်းအနေနဲ့ကတော့Middle Pyramid Principle ဆိုတာဘာလဲဒုတိယခန်းကတော့ Pyramid Structure ကိုဘယ်လိုတည်ဆောက်ကြမလဲတတိယခန်းကတော့ Middle Pyramid Principle ကိုဘယ်လိုအသုံးပြုရမလဲကျွန်တော်ဒီနေ့ပြောသွားတဲ့ဒီရွှေနှုတ် application လေးရဲ့မှာရှိတဲ့ဒီ Middle Pyramid Principle အကြောင်းအဓိကပြောတာလူသားတွေရဲ့မှတ်ဉာဏ်စွမ်းရည်ကိုဘယ်လိုစနစ်တကျစီမံခန့်ခွဲပြီးတော့အသုံးပြုမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးဒီအကြောင်းအရာလေးပြည့်စုံလို့စာအုပ်ထဲမှာဖော်ပြထားတယ်ဒါကျွန်တော်တို့လေ့လာဖတ်ရှုလို့လည်းရပါတယ်အဲ့တော့အဓိကပြောချင်တာကတော့ကျွန်တော်တို့တစ်ခါတလေကျွန်တော်တို့ရုံးမှာပဲဖြစ်ဖြစ်ဒါကုမ္ပဏီเนาะလုပ်ငန်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့စာရေးသားတွေလည်းလိုတယ်စာရေးသားဆိုကျွန်တော် email တွေပါပို့မယ်ဆိုရင်ကျွန်တော်ဒီလောက်အဓိကစီစဉ်ကြလေးကိုစီစဉ်ထားဖို့ဒါပေါ်တော့ဒီ email ကိုဖတ်တဲ့လူရောကျွန်တော်ရေးတဲ့လူဖတ်တဲ့လူအားလုံးနှုတ်နှစ်ဖက်နားလည်ပြီးတော့ရှင်းရှင်းလင်းလင်းတိကျအောင်ဘယ်လိုရေးမလဲဒီလိုအချက်ကလေးတွေအများကြီးပါပါတယ်ဆိုတော့မှတ်သားတဲ့အပိုင်းမှာလည်းစနစ်ကျဖွဲ့စည်းမှတ်သားသလိုစာရေးသားတဲ့အပိုင်းမှာလည်းမှတ်သားစနစ်တကျ step by step ဒါပေါ်တော့အခန်း1အခန်း2အခန်း3ကိုရေးခြင်းတဲ့အကြောင်းအရာပေါ့အဓိက1 2 3 4ဒီလိုနံပါတ်ကလေးတက်ပြီးစနစ်တကျသူတူရကလိုလေးနဲ့ဒါမျိုးလေးရေးမယ်ဆိုအရေးသားပိုင်းကျွန်တော်တို့ writing ပိုင်းမှာလည်းအင်ပဒံမှာဒါအသုံးတက်မဲ့ရလဒ်တွေရနိုင်ပါတယ်ဒါဒီနေ့ကျွန်တော်တင်ပြတဲ့အကြောင်းအရာလေးကတော့ဒီကျွန်တော်တို့ဒီ Middle Pyramid Principle အကြောင်းနဲ့ပတ်သက်ပြီးစာရေးသားပုံဒီကျွန်တော်မှတ်သားမှတ်ဉာဏ်ပုံเนาะဒါနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဒီရွှေနှုတ် application တွေကနေကျွန်တော်ကောင်းလို့တင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးတွေကိုပြီးဆုံးအောင်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်